အလုံးဆိုတာအဖြစ်နဲ့သက်တည်ပြရတာဖြစ်တယ်ဘာမှဖြစ်မလာတဲ့အလုပ်ကိုအလုံးလို့ပြောနိုင်ဖို့ခက်တယ်အဖြစ်နဲ့သက်တည်မပြနိုင်တဲ့အလုပ်ကိုအလုံးလုံးနေပါတယ်ဆိုရင်အလုံးလို့မပြောနိုင်ဘူးကလေးငယ်လေးတယောက်ကိုလူကြီးတယောက်ကမင်းလူမဖြစ်သေးပါဘူးတဲ့လူလားမမြောက်သေးဘူးလို့ပြောတာပါပဲသူဟာလူလေးဖြစ်နေပေမဲ့လူသိမသိသေးဘူးလူလုံးမလုံးနိုင်သေးဘူးဆိုရင်အဲ့ဒီကလေးကိုလူလားမမြောက်သေးဘူးလူမဖြစ်သေးဘူးလို့ပြောဆိုတတ်ကြတယ်မဟုတ်လားအဲ့လိုပါပဲဘာတွေကိုဘလောက်ပဲလုံနေတယ်ပြောဘာမှမဖြစ်လာဘူးဆိုရင်အဲ့ဒီအလုပ်ကိုအလုပ်လုပ်နေတယ်လို့ပြောဖို့ခက်တယ်ခေါင်းသုံးပြီးစဉ်းစားစားနဲ့လုံနေပါတယ်လို့ဘလောက်ပြောလက်တွေမှာဘာမှဖြစ်မလာဘူးဆိုရင်သူသုံးနေတဲ့ခေါင်းသူစဉ်းစားနေတဲ့အလုပ်ကအလုပ်မဖြစ်တဲ့အလုပ်လို့ပဲပြောရမယ်အလုပ်ဆိုတာအဖြစ်နဲ့သက်တည်ပြရတာမဟုတ်လားကျောင်းသားတယောက်ကစိတ်ကစာထဲမှာမရောက်ဖဲနဲ့တနေကုန်အခန်းထဲမှာအော်ကြီးဟစ်ကျင်နဲ့ဘလောက်ပဲစာတွေကိုအော်ကျက်နေသူဟာစာတစ်လုံးမှခေါင်းထဲမဝင်ဘူးစာတစ်ပိုက်မှမရဘူးဆိုရင်သူဟာစာကျက်တဲ့အလုပ်ကိုလုပ်နေပါတယ်လို့ဆိုရင်မဲ့သူလုပ်တဲ့အလုပ်ဟာအလုပ်မဖြစ်တဲ့အလုပ်ပဲအလုပ်ဆိုတာအဖြစ်နဲ့သက်တည်ပြရတာမဟုတ်လားဘုရားဆရာတယောက်ကသူဟာတနေ့ကုန်မနေမနာအုတ်ခဲတွေကိုစီးနေတယ်အချိန်ပြည့်အလုပ်တွေလုပ်နေပါတယ်လို့ဘယ်လိုပဲပြောနေတနေ့ကုန်လို့မှကျင်းဝက်တောင်အကျန်းစီလို့ပြီးခဲ့တာမဟုတ်ဘူးဆိုရင်သူဟာမနာတမ်းလုပ်နေပါတယ်လို့ပြောပေမဲ့သူလုပ်တဲ့အလုပ်ဟာအလုပ်မဖြစ်တဲ့အလုပ်ပဲအလုပ်ဆိုတာအဖြစ်နဲ့သက်တည်ပြရတာဖြစ်တယ်ဘာမှဖြစ်မလာတဲ့အလုပ်တစ်ခုကိုအလုပ်မဖြစ်တဲ့အလုပ်လို့ပြောရမယ်အရက်ပြတ်သွားပြီအရက်တွေပြတ်နေပြီအရက်မတော့တော့ပါဘူးဆိုတဲ့အဖြစ်နဲ့သက်တည်မပြနိုင်ဘဲနဲ့သူဟာအရက်ဖြတ်တဲ့အလုပ်ကိုလုပ်နေပါတယ်အရက်ဖြတ်နေပါပြီလို့ဘယ်လိုပဲပြောနေအရက်တောက်နေသေးတယ်ဆိုရင်သူအရက်ဖြတ်တဲ့အလုပ်ဟာအလုပ်မဖြစ်တဲ့အလုပ်လို့ပဲပြောရမယ်အရက်ဖြတ်တဲ့အလုပ်ကိုလုပ်နေသလားအရက်ပြတ်နေတယ်အရက်မတော့တော့ဘူးဆိုတဲ့အဖြစ်နဲ့သက်တည်ပြပါအလောင်းစားတွေပြတ်သွားပြီအလောင်းစားတွေမလုပ်တော့ပါဘူးဆိုတဲ့အဖြစ်နဲ့သက်တည်မပြနိုင်ပဲနဲ့အလောင်းစားဖြတ်တဲ့အလုပ်ကိုလုပ်နေပါတယ်လို့ဘယ်လိုပြောအလောင်းစားတွေလုပ်နေသေးသမျှသူအလောင်းစားဖြတ်တဲ့အလုပ်ဟာအလုပ်မဖြစ်တဲ့အလုပ်သာဖြစ်တယ်အလုပ်ဆိုတာအဖြစ်နဲ့သက်တည်ပြရတယ်ဆိုတာမမေ့ပါနဲ့အလောင်းစားဖြတ်တဲ့အလုပ်ကိုလုပ်နေသလားအလောင်းအစားတွေမလုပ်တော့ဘူးအလောင်းစားတွေပြတ်သွားပြီဆိုတဲ့အဖြစ်နဲ့သက်တည်ပြပါလောဘတွေနည်းသွားပြီဒေါသတွေနည်းသွားပြီပြိုင်နာဆိုင်နာတွေနည်းသွားပြီဆူတာဆဲတာတွေနည်းသွားပြီဆိုတဲ့အဖြစ်နဲ့သက်တည်မပြနိုင်ဘဲနဲ့တော့တရားတွေအားထုတ်နေပါတယ်တရားအလုပ်တွေလုပ်နေပါတယ်လို့ဘယ်လိုပြောလောဘတွေဒေါသတွေဆူတာဆဲတာတွေပြိုင်နာဆိုင်နာတွေမနှဲသေးဘူးဆိုရင်သူလုပ်နေတဲ့တရားအလုပ်ဟာအလုပ်မဖြစ်တဲ့အလုပ်လို့ပဲပြောရမယ်အလုပ်ဆိုတာအဖြစ်နဲ့သက်တည်ပြရတာဖြစ်တယ်တရားအလုပ်တွေလုပ်နေသလားတရားတွေနဲ့နေနေသလားလောဘဒေါသမာနတွေနည်းပြီးတော့စိတ်ဆာတာတွေစိတ်ဆိုးတာတွေနည်းပါပြီးတော့ငြိမ်းချမ်းနေတဲ့အဖြစ်ကလေးနဲ့သက်တည်ပြပါအရက်တွေတောင်းနေပါလဲနဲ့အရက်ဖြတ်တဲ့အလုပ်ကိုလုပ်နေပါတယ်ဆိုရင်အဲ့ဒီအရက်ဖြတ်တဲ့အလုပ်ဟာအလုပ်မဖြစ်တဲ့အလုပ်ပဲအလောင်းစားတွေလုပ်နေပါရဲ့နဲ့အလောင်းစားဖြတ်တဲ့အလုပ်ကိုလုပ်နေပါတယ်ဆိုရင်လေအဲ့ဒီအလောင်းစားဖြတ်တဲ့အလုပ်ဟာအလုပ်မဖြစ်တဲ့အလုပ်ပဲသူဟာမငြိမ်းမချမ်းပူလောင်စိတ်ဆင်းရဲကိုယ်ဆင်းရဲတွေနဲ့နေပါလျက်နဲ့သူဟာတရားတွေလုပ်နေပါတယ်တရားတွေနဲ့နေပါတယ်ဆိုရင်လေအဲ့ဒီတရားအလုပ်ဟာအလုပ်မဖြစ်တဲ့အလုပ်လို့ပဲပြောချင်တယ်အလုပ်ဆိုတာအဖြစ်နဲ့သက်တည်ပြရတာအဖြစ်ကိုမပြနိုင်တဲ့အလုပ်ကိုအလုပ်လို့ဆိုဖို့ခက်တယ်အလုပ်တွေလုပ်နေပေမဲ့ဘာမှဖြစ်မလာတဲ့သူတွေကို
မင်းတို့ဟာအဖြစ်ကိုမရှိဘူးလို့ပြောတတ်ကြတယ်ဘလောက်လှုပ်လို့ဘာမှဖြစ်မလာတဲ့အလုပ်ဟာဘယ်တော့မှဘာမှဖြစ်လာမှာမဟုတ်ဘူးလို့ပဲပြောခဲ့ချင်ပါတယ်ဒါကြောင့်အလုပ်လုပ်တဲ့အခါအဖြစ်တစ်ခုရအောင်တော့လုပ်ပါလို့ပြောကြရင်းနဲ့ညီကုန်းချုပ်ချင်ပါတယ်အားလုံးအလုပ်မှဖြစ်ရမှာအကျိုးမှန်နေရနိုင်ကြပါစေလို့ဆန္ဒပြုခဲ့ပါတယ်